ချစ်မဲ့ဆိုချစ်ဖရမ်းမရခင်ဗျာကိုကြီးမန်းတဲ့ကိုရဲ့ချစ်သူကိုရဲ့ right person ဟာလားသူတို့ရဲ့ရုပ်ရည်လေးတွေအချင်းဇာတိတလေးတွေစိတ်ဓာတ်လေးတွေဘယ်လိုရှိမလဲဆိုတာကိုကျွန်တော်ကိုရဲ့မွေးနာနဲ့ချစ်သူရဲ့မွေးနာနှစ်ယောက်ပေါင်းမလို့ကိုနဲ့စားတစ်ကျွင်းရင်ဘယ်လိုရှိတယ်ဆိုတာလည်းကျွန်တော်တင်ဆက်ပေးလိုက်တယ်ခင်ဗျာတင်ဆက်ပေးလိုက်တဲ့ပုံမှာကျွန်တော်ပရိသတ်တွေရဲ့တုံ့ပြန်မှုလေးတွေကအားရစရာလေးရှိတာနဲ့ဆက်လက်တင်ပြပေးအောင်ဆရာကြီးဆိုလို့ကျွန်တော်အခုဆက်လက်ပြီးတင်ပြပေးလိုက်ပါမယ်နော်အဲ့တော့မိမိရဲ့မွေးနံနဲ့ချစ်သူရဲ့မွေးနံနဲ့ပေါင်းကိုနဲ့စားလိုက်ပါအဲ့ဒီမှာအခုတယောက်ကမေးတယ်ဗျကျွန်တော်နေပေါ်နေတာကတဲ့6ဖြစ်ပါတယ်တဲ့ကိုနဲ့ဘယ်လိုမှစားပါမလဲဆိုတော့ဟာငါတူရဲ့ကိုနဲ့စားမစားတော့သူညာတို့6ကျွင်းပေါ့ဗောနော်ကဲစားပါပြီမိမိရဲ့မွေးနံနဲ့ချစ်သူရဲ့မွေးနံနဲ့ပေါင်းကိုနဲ့စားလိုက်နှစ်ကျွင်းလာပြီဆိုလို့ရှိရင်ဘယ်လိုရှိတယ်ဆိုတာလေးကျွန်တော်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အဲ့လိုနှစ်ကျွင်းလာတဲ့ချစ်သူစုံတွေမှာကြားလို့ရှိရင်เนาะဥပမာယောက်ျားလေးဆိုရင်အရက်မြင့်ပါတယ်များသောအားဖြင့်အသားဖြူတဲ့ဘက်ကိုသွားပါတယ်ဗောနော်မိန်းကလေးဆိုရင်တော့လုံးဝကိုဖြူဖြူဆွတ်ဆွတ်တယ်မှာရှိပါတယ်ယောက်ျားလေးတွေဥပရိယုတ်ကောခန္ဓာကိုယ်ကောတောင့်တင်းကြံ့ခိုင်တဲ့ဥပရိယုတ်ရှိပါတယ်မျက်ခုံးမျက်လုံးကအစပြောရဆိုတာအစတိကြည်ယူသားပြီးဖြောက်မှတ်တာတွေ့ရပါလိမ့်မယ်ထိုနည်းတူစွာပဲချစ်သူမိန်းကလေးတွေဆိုလို့ရှိရင်လည်းမိဘမျိုးဇာတိကောင်းတာမျိုးခေပညာတွေးကိုစဉ်းစားတဲ့ပညာတတ်တာမျိုးနောက်တကအထူးသဖြင့်ကတော့စစ်စစ်နဲ့ကြီးမားတဲ့မိန်းကလေးမျိုးတွေဂျုံတွေ့နိုင်ပါတယ်ဗျာသူကလည်းချစ်တယ်ကိုကလည်းချစ်တယ်နှစ်ဖက်မိဘလည်းပဲသဘောတူတယ်နှစ်ဖက်ဆွေမျိုးတွေကလည်းပဲကြည်ဖြူကြတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်ဗျာဒါပေမဲ့နှစ်ကျွန်းနေတဲ့တဘာဝမှာနှစ်ကနေအားနေတဲ့တဘာဝဒီဒိုင်လို့ခေါ်တယ်နှစ်ခုနှစ်ခွသဘောရှိတဲ့အတွက်အခုနေကောင်းနေရင်လည်းတောင်းကြမကောင်းလာတာမျိုးတွေဟာအခုကအဖြူတောင်းကြတာမဖြူဆိုတာမျိုးတွေအခုကတော့ဒီဟာကိုကြိုက်တယ်တောင်းကြဘူးကမကြိုက်ဘူးဆိုတော့စက်ညင်မဲ့အတွေးခေါ်လေးတွေယာယီခဏတစ်ဖြုတ်ဝင်တတ်ပါတယ်အဲ့ဒါလေးတွေကိုနားလည်မှုတွေနဲ့ဖြည့်ရှင်းသွားမယ်ဆိုလို့ရှိရင်မိမိရဲ့မွေးနံနဲ့သူ့ရဲ့မွေးနံနဲ့ပေါင်းကိုယ်နဲ့စားလို့နှစ်ကျွင်းလာကြတဲ့ချစ်သူစုံတော်တွေရဲ့ဘဝဟာပျော်ရွှင်ကြည်နူးမှုအပြည့်နဲ့ဝမ်းသာစရာအပြည့်နဲ့တည်ရှိနေကြပါတယ်နောက်ပြီးတော့မိမိရဲ့ဆွေမျိုးသူ့ရဲ့ဆွေမျိုးနှစ်ဖက်လုံးနဲ့စောင့်ရှောက်နိုင်တာပြီးတော့မှသူ့ရဲ့အကျိုးကိုယ့်ရဲ့အကျိုးအပြန်အလှန်သင်ဖို့ခြင်းနဲ့ဘဝမှာချစ်ခင်ပျော်ရွှင်တဲ့မိသားစုတခုတည်ဆောက်နိုင်တဲ့အတွေ့အကြုံဖြစ်တဲ့အကြောင်းကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်